စစ်ဆေးမှုကိုအောင်မြင်ရမယ်လို့ပြောတယ်အမှန်တရားကိုဖော်ထုတ်ဖို့အတွက်သူမမှာတခြားရွေးချယ်ဆရာမရှိတော့ဘူးဒါကြောင့်သူမရဲ့မိထွေးကလူများရှိမှာပဲအယုတ်တရုတ်လိုအဝတ်လဲပေးတာကိုခံလိုက်ရတယ်တက်ကြီးရွယ်ကိုရဲ့ဝန်ပလွေလိုစိုက်ကြည့်မှုတွေကိုမြင်လိုက်ရတဲ့အခါကူရဲ့လှုပ်ဝက်ချက်ဟာသူတို့နဲ့ဆက်ဆက်နေရမယ်ဆိုတာကိုသူမချက်ချင်းသဘောပေါက်လိုက်တယ်စစ်ဆေးပြီးတဲ့နောက်တက်ကြီးရွယ်ကိုတွေကသူမကိုဘာသာရေးဝတ်စုံဝတ်ပေးပြီးရွာလူကြီးကနတ်ဖျားနဲ့လက်ထပ်ဖို့အတွက်တောင်ပေါ်ကိုချီတက်ဖို့အမိန့်ပေးတဲ့မင်္ဂလာဆောင်ဖွဲ့ကအခမ်းအနားနဲ့ထွက်ခွာလာတဲ့တောင်ချေရင်မှာမက်ဆောက်တဲ့လမ်းကသူမတို့ကိုလက်လျှောက်ပြီးဆက်သွားဖို့တွန်းအားပေးတဲ့တောင်ချေရင်ကိုရောက်လာတာနဲ့အမျှထူးဆန်းတဲ့လေထုကသူမကိုလေးလံလာစေတယ်မက်ဆောက်တဲ့တောင်တက်လမ်းကသူမတို့ကိုခြေလျင်လျှောက်ဖို့တွန်းအားပေးတဲ့အခါထူးဆန်းတဲ့ခံစားချက်တစ်ခုစိတ်ဝင်လာတယ်တောင်တက်နေစဉ်မှာသူမတမင်တကာချော်လဲချင်အောင်ဆောင်ပြီးလက်ဖွားကိုကုန်းပဲအောင်လှုပ်လိုက်တဲ့ရွာလူကြီးကတခုခုမှားနေတယ်လို့ခံစားလိုက်ရပုံရပြီးချက်ချင်းပဲအနီအောင်ဝင်းနဲ့သူမရဲ့မျက်လုံးကိုဖုံးအုပ်လိုက်တယ်ဒါပေမဲ့သူမကအကူအညီအတွက်လမ်းကြောင်းမသားဖို့တွေးဆက်တွေကိုနောက်မှခြံထားခဲ့တယ်ဆိုတာကိုတော့သူမသိလိုက်ဘူးမကြခင်မှာလှုပ်ဝက်ဆန်းကျဲတဲ့ကူကိုရောက်တဲ့အခါရွာလူကြီးကရက်ပြီးဝင်ဖို့တေချာပြီးလားဆိုပြီးတခါထပ်မေးတယ်သူမကနတ်ဖျားကအရက်ရှိပြီးချောမောတယ်လို့ကြားထားလို့ပို့ပြီးမစောင့်နိုင်တော့ဘူးလို့ပြန်ဖြေလိုက်တယ်သူမရဲ့စကားတွေကကြမ်းရှိနေတဲ့တန်တရားတွေကိုဖယ်ရှားပေးလိုက်တယ်ရွာလူကြီးကသူမကိုတိခတ်ခဲတဲ့တာဝန်ကိုအလေးနဲ့အနှင်းလိုက်တယ်သူမကအစွမ်းကုန်ကြိုးစားပြီးနတ်ဖျားရဲ့ကလေးကိုစောင့်ယူကရွာကိုကောင်းချီးပေးဖို့ဘေးကင်းစွာပြန်လာမယ်လို့ကတိပြုလိုက်တယ်ရွာလူကြီးကထပ်ပြီးကျင်းနဲ့စွာခေါ်အင်းညစ်တယ်အဲ့ဒီနောက်သူမစီတိုးကပ်လာပြီးနတ်ဖျားကိုတတိထားပြီးဝတ်ပြုရမယ်လို့တိုးတိုးလေးပြောတယ်ပြီးတော့ကူထဲကိုတယောက်တည်းဝင်ဖို့ညွှန်ကြားတယ်နတ်ဖျားရဲ့ဇနီးကလွဲပြီးဘယ်သူမှအတွင်းထဲဝင်ခွင့်မရှိဘူးလေရွာလူကြီးနဲ့ရွာသားတွေကအပြင်မှာဒူးထောက်ပြီးမင်္ဂလာပွဲစတင်ကျင်းပကြတယ်သူမကူထဲလမ်းလျှောက်ဝင်သွားတဲ့အခါလှုပ်ဝက်ချက်ကလက်လန်းမိနိုင်တဲ့နေရာမှာရှိနေပြီလို့ခံစားလိုက်ရတယ်သူမလောဘကြီးနဲ့အနီရောင်ဝတ်ကိုဆွဲပြစ်လိုက်တယ်ဒါပေမဲ့သူမမြင်လိုက်ရတဲ့အရာကသူမကိုလုံးဝထိတ်လန့်သွားစေခဲ့တယ်နောက်ထပ်စိတ်ဝင်စားစရာတွေတင်ဆက်ပေးမှဖြစ်လို့အကောင့်ကိုဖော်လို့နှိပ်ထားခဲ့ပါဦး